တေသာအနေထားမွေးဖွားချိန်အစောပိုင်းမှာကလေးရဲ့အနေထားကိုစစ်ဆေးဖို့အရေးကြီးပါတယ်။ခေါင်းဆင်းရဲ့လားဘယ်လမ်းကြောင်းကိုမျက်နှာမူနေတာလဲတင်ပစုံအယိုးကွင်းထဲကိုဆင်းသက်လာတာတိုးတက်မှုရှိရဲ့လားဒီအချက်လက်တွေကဖြစ်နိုင်ရည်ရှိတဲ့ပြဿနာတွေနဲ့လွှဲပြောင်းပေးဖို့လိုအပ်နေလားဆိုတာကိုသတိပေးနိုင်ပါတယ်။ဒီပိုင်းမှာကလေးကတအိမ်ဘယ်နေရာမှာရှိနေလဲဆိုတာစမ်းသပ်ဖို့ပြသမှာဖြစ်ပါတယ်။ကလေးရဲ့အနေအထားကိုသိနိုင်ဖို့ဗိုက်ဆန်းဖို့လိုအပ်ကြောင်းမိခင်ကိုအသိပေးပါစီးသွားထားတာတေချာပါစေမိခင်ကိုလဲလျောင်းခိုင်းပါစမ်းသပ်ပုံအဆင့်၄ဆင့်ရှိပါတယ်ပထမဦးစွာတင့်လက်နှစ်ဖက်စလုံးကိုမိခင်ဝမ်းပိုက်ပေါ်မှောက်ရက်တအိမ်ထိပ်ကိုလက်နှစ်ဖက်လုံးရဲ့လက်ဖွားနဲ့လက်ချောင်းတွေနဲ့စမ်းပါအများစုကတော့ခလေးရဲ့စုံပိုင်းကိုဒီနေရာမှာစမ်းမိပါလိမ့်မယ်တင့်လက်များရဲ့ညင်သာတဲ့ဖီသားအောက်မှာနူးညံ့ပြီးအလွယ်တကူမလှုပ်ရှားနိုင်တဲ့မငြိမညာပုံတရံကိုစမ်းမိပါလိမ့်မယ်အနီးအနားမှာခလေးငယ်ရဲ့ခြေထောက်ကလေးတွေလည်းစမ်းမိတတ်ပါတယ်စုံပိုင်းအစားကလေးရဲ့ဦးခေါင်းကတအိမ်ထိပ်မှာရှိနေရင်မမလုံးဝိုင်းဝိုင်းလေးစမ်းမိပြီးခန္ဓာကိုယ်တဲ့စာရင်ပိုလှုပ်ကြည့်လို့ရတာကိုတွေ့ပါလိမ့်မယ်အခုတအိမ်ရဲ့ဘေးနှစ်ဖက်မှာလက်နှစ်ဖက်ကိုတင်ထားခြင်းအပြင်ခလေးဘယ်လိုလဲလျောင်းနေတယ်ဆိုတာစမ်းသပ်ပါတအိမ်ငိမ့်စေရန်လက်တစ်ဖက်နဲ့တင်းတင်းထိန်းထားခြင်းမှာတခြားလက်တစ်ဖက်နဲ့ညင်ညင်တသာဖိပြီးစမ်းပါဘယ်ဘက်ပြီးရင်ညာဘက်စမ်းပါတစ်ဖက်မှာခလေးရဲ့နောက်ကျောဖြစ်တဲ့ရှည်လျားချောမွေ့ပြီးတစ်ဆက်တည်းရှိနေတဲ့ပုံတရံကိုစမ်းမိမှာဖြစ်ပါတယ်နောက်တစ်ဖက်မှာခလေးရဲ့လက်နဲ့ခြေထောက်တွေကိုမငြိမညာအဖုလေးတွေအဖြစ်စမ်းမိပါလိမ့်မယ်ခလေးကမိခင်ကြောဘက်ကိုမျက်နှာမူထားရင်မွေးရအလွယ်ဆုံးအနေအထားဖြစ်ပါတယ်ပြီးရင်ခလေးရဲ့ဘယ်အစိတ်အပိုင်းကအရင်မွေးထွက်လာမှလဲကြည့်ပါတင့်လက်တွေကိုမိခင်ရဲ့ဝမ်းပိုက်အောက်ပိုင်းမှာထားပြီးလက်ချောင်းတွေနဲ့စီးကုံရိုးအထက်နားမှာရှိတဲ့အတွင်းပိုင်းကိုညင်သာစွာဖိတ်ဆမ်းမှာမာပြီးဝိုင်းဆက်နေတဲ့ခေါင်းကိုစမ်းမိပါလိမ့်မယ်စမ်းမိတာကနူးညံ့ပြီးမငြိမညာပုံတရံဆိုရင်ခလေးရဲ့စုံပိုင်းဒါမှမဟုတ်ခြေထောက်ဖြစ်နိုင်ပါတယ်စုံပိုင်းဖြင့်ဥတိုက်ခြင်းဖြစ်ပါတယ်နောက်ထပ်ဥတိုက်တဲ့အပိုင်းကိုစမ်းသပ်တဲ့နည်းလမ်းရှိပါတယ်မိခင်ရဲ့စီးကုံရိုးအထက်နားကိုမိခင်ကိုမနာကျင်စေပဲညာဘက်လက်တစ်ဖက်ထဲနဲ့ညင်သာစွာညှစ်ပြီးစမ်းပါဦးခေါင်းကမာကျောပြီးလုံးဝိုင်းနေပါလိမ့်မယ်စုံပိုင်းကပိုပြော့ပြီးမညီညာတာကိုစမ်းမိပါလိမ့်မယ်ဥတိုက်တဲ့အပိုင်းတီရှိရာလို့ခေါ်တဲ့တင်ပစုံအယိုးကွင်းအတွင်းမှာဦးခေါင်းဘလောက်အောက်ရောက်လာပလဲဆိုတာကိုခန့်မှန်းဖို့စီးကုံအယိုးမှာခလေးဦးခေါင်းအခြေအထိလက်ချောင်းတင်ပြီးလက်ချောင်းအရေအတွက်ကိုရေတွက်ပါတင်ပစုံအယိုးခွင်းတွင်ခေါင်းလုံးဝမဝင်သေးရင်ခေါင်းလှုပ်ရှားနေတာကိုစမ်းမိပြီးတင်ပစုံရိုးအထက်မှာလက်ငါးချောင်းစာအန်ကိုက်ဖြစ်နေမယ်ဦးခေါင်းဆင်းလာတာနဲ့အမျှတင်ပစုံရိုးအနားတစ်လျှောက်အထက်မှာကျန်နေတဲ့ဦးခေါင်းအပိုင်းကိုတိုင်းတာရတဲ့လက်ချောင်းအရေအတွက်နည်းလာမှာဖြစ်ပါတယ်လက်နှစ်ချောင်းနဲ့အောက်ပဲတိုင်းလို့ရရင်တော့ခေါင်းဝင်ပြီလို့သတ်မှတ်ပါတယ်တချို့ကလေးအနေထားတွေကအချိန်ကြာပြီးခက်ခဲတဲ့မီးဖွားမှုအန္တရာယ်များတဲ့မီးဖွားမှုဖြစ်စေပါတယ်ကလေးကဥကောင်းနဲ့ဥတိုက်ပြီးမိခင်ရဲ့နဘေးဒါမှမဟုတ်နောက်ကျောဘက်ကိုကလေးမျက်နှာမူနေတဲ့အနေအထားဟာအများဆုံးတွေ့ရတတ်ပြီးအစဉ်ပြေဆုံးမွေးဖွားနိုင်တဲ့အနေအထားဖြစ်ပါတယ်မိခင်ရဲ့ဝမ်းပိုက်ရှိဘက်ကိုကလေးမျက်နှာမူနေတဲ့အနေအထားဟာမွေးဖွားရခက်ခဲတတ်ပြီးအချိန်ကြာတဲ့မွေးဖွားမှုဖြစ်တတ်ပါတယ်ဒီလိုကလေးအနေအထားမျိုးမှာမိခင်ဝမ်းပိုက်ကနေကလေးရဲ့အစိတ်ပိုင်းမငြိညာဖုလေးတွေစမ်းမိတတ်ပါတယ်အများအားဖြင့်ကလေးကလှဲ့ပြီးမွေးဖွားလာပြီးတခါတရံမျက်နှာပေါ်ပြုအနေအထားနဲ့မမွေးနိုင်ဖြစ်တတ်ပါတယ်စုံပိုင်းဥတိုက်တဲ့အနေအထားကတော့ပုံမခက်ခဲတဲ့မီးဖွားမှုဖြစ်ပြီးအန္တရာယ်တွေနောက်ဆက်တွဲဆိုးကျိုးမှုတွေများတဲ့မီးဖွားမှုဖြစ်ပါတယ်
ရှာရှာပါပါတွေ့ရတတ်တာကကလေးကဝမ်းပိုက်မှာကန့်လန့်ပြက်တည်ရှိနေတာမျိုးဖြစ်ပြီးကန့်လန့်အနေအထားလို့ခေါ်ပါတယ်။တအိမ်ထိပ်ပိုင်းမှာဘာမှစမ်းသပ်လို့မတွေ့ပဲဝမ်းပိုက်တစ်ဖက်မှာလုံးဝမာကြောတဲ့ဥကောင်းကိုစမ်းမိမယ်။ကလေးကိုအနေအထားမှန်အောင်လှည့်လို့မရရင်ရှင်ရဲ့ရိုးရိုးမွေးဖွားလို့မရပါဘူး။အမွှာကိုဝင်ဆောင်မိခင်တွေကပုံမှန်တက်ကြီးတဲ့ဘိုက်တွေရှိတတ်ပါတယ်။အရန်များတဲ့ကလေးအစိပ်ပိုင်းလေးတွေစမ်းမိမှာဖြစ်ပြီးကလေးကောင်းတစ်ခုဒါမှမဟုတ်နှစ်ခုကိုစမ်းမိနိုင်ပါတယ်။အများအားဖြင့်ကလေးတစ်ယောက်ကမွေးဖို့ပိုခက်ခဲတဲ့အနေအထားဖြစ်နေတတ်ပါတယ်။တအိမ်အမြင့်ကအမွှာဖြစ်နိုင်ခြင်းဒါမှမဟုတ်ကလေးညံ့နေတာကိုညွှန်ပြတတ်ပါတယ်။ပေကြိုးကိုစီးကုံရိုးထိတ်ကနေတအိမ်ထိတ်အထိဆွဲဆန့်မှာအမွှာကိုဝင်က40 စင်တီမီတာတဲ့ပိုများတတ်ပါတယ်။တအိမ်အမြင့်က30 စင်တီမီတာတဲ့နည်းနေရင်ချက်ချင်းမွေးတော့မဲ့ကိုဝင်ဆောင်လူနာဒါမှမဟုတ်ခလေးညံ့နေတာကိုညွှန်ပြပါတယ်။စုံမိုင်းနေထားတဲ့အမွှာကိုဝင်ဆောင်တွေကိုကျွမ်းကျင်တဲ့မီးဖွားသူမရှိရင်လွှဲပြောင်းညွှန်းပို့ရမှာဖြစ်ပါတယ်။ကန့်လန့်အနေထားကတော့အမြဲတမ်းလွှဲပြောင်းညွှန်းပို့ရမှာဖြစ်ပါတယ်။ဝမ်းနာပြီးတိုးတက်မှုမရှိတဲ့မိခင်ကိုလည်းလွှဲပြောင်းညွှန်းပို့ရမှာဖြစ်ပါတယ်။ခလေးတိတ်ထွားနေတာဒါမှမဟုတ်မွေးဖွားဖို့ခက်ခဲတဲ့အနေအထားဖြစ်နေနိုင်ပါတယ်။မှတ်သားရင်တိမ်ထဲကကလေးရဲ့အနေအထားကိုကျွမ်းကျင်စွာစစ်ဆေးခြင်းဟာဖြစ်နိုင်ရည်ရှိတဲ့ပြဿနာတွေကိုသတိပေးနိုင်ပါတယ်။တိမ်ထိတ်တိမ်ဘေးတိမ်အခြေစနစ်တကျအဆင့်ဆင့်စမ်းသပ်ပါကလေးစမ်းသပ်မှုကိုတင်ပစုံအယိုးကွင်းအပေါ်လက်ချောင်းဖြင့်ခံမှန်းပါ